ဇန်နဝါရီမှာ United ကိုမိုင်နူးချန်ရိတ်ခဲ့အားလုံးပဲမင်္ဂလာပါမာရိုဘီအွန်လိုင်းစာပေကနေပြန်လည်ကြိုလိုက်ပါရင်ကိုဘီမိုင်နူးဟာမန်ချက်စတာယူနိုက်တက်အကယ်ဒမီထွက်ရန်နာလေးတယောက်ဖြစ်ပေမဲ့နိပြရိုဘင်အမ်မော်ရင်လက်အောက်မှာနေရာမရပဲအသင်းရဲ့ပွဲထွက်လို့စင်မှာပါဝင်နိုင်ဖို့ရုန်းကန်နေရပါတယ်မိုင်နူးဟာအင်္ဂလန်ရဲ့အတောက်ပဇွန်နာကတဲ့ကောင်းလေးတယောက်ဖြစ်ပေမဲ့ပြီးခဲ့တဲ့နှစ်အတွင်းမိုင်နူးရဲ့တိုးတက်မှုကစိတ်ပူစရာကောင်းနေပါတယ်မိုင်နူးကလွန်ခဲ့တဲ့12လလောက်မှာအင်္ဂလန်အသင်းနဲ့အတူယူရို2024ဖိုင်နယ်မှာတော့ဝင်ကစားခဲ့တာပါဒါပေမဲ့အခုတော့မိုင်နူးကကလပ်အသင်းမှာတော့နေရာမရတဲ့ကစားမတယောက်ဖြစ်လာနေပါတယ်အင်္ဂလန်လေးပြသွားမဲ့တူချဲကလည်းဒီအတိုင်းဆက်သွားနေရင်မိုင်နူးအတွက်ကဘာပလားပွဲချိန်မိနစ်တွေအာမခံချက်မရှိကြောင်းရှင်းလင်းလင်းပြောထားပါတယ်။မိုင်နူးကဒီယာဒီမန်ချက်စတာနိုင်တက်မှာပြိုင်ပွဲစုံ၄ပွဲတည်းပါဝင်ကစားထားပြီးတော့ပွဲထွက်ကစားမအဖြစ်တပွဲပဲပါဝင်ရပါသေးတယ်။ဒါကလည်းလီတူအသင်းကိုကာရာဘောင်းမှာရှုံးနေခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး United အနာဂတ်လို့သတ်မှတ်ခဲ့တဲ့ကောင်းလေးဟာအခုတော့အီမိုရီရဲ့ကြောင်ထိုးတာကိုခံနေရပါတယ်။မိုင်နူးကနေရာဒီမှာခရဲကအိုထရာဖိုကနေထွက်ခွာခွင့်တောင်းဆိုခဲ့ပေမဲ့အသင်းဘက်ကတော့ပယ်ချခဲ့ပါတယ်။မိုင်နူးကဒီအခြေအနေတွေပြောင်းလဲလာစေဖို့လေ့ကျင့်ရေးမှာလည်းစူးစမ်းနေပေမဲ့အီမိုရီကတော့မိုင်နူးကိုရေရှည်အတွက်ပဲစဉ်းစားထားပြီးရေလိုကတော့စီနီယာတွေကိုပဲနေရာပေးနေလာကြောင်းမိုင်နူးကဇန်နဝါရီမှာထပ်ပြီးထွက်ခွာခွင့်တောင်းမယ်လို့ Daily Star သတင်းဌာနကဖော်ပြလာပါတယ်။မိုင်နူးကတော့နောက်နှစ်နေရာဒီမှာကဘာပလားပါဝင်ကစားခွင့်ကိုဆုံးရှုံးခံမှာမဟုတ်ပါဘူး။ United ရဲ့အရန်ကောင်မှာဆက်ထိုင်နေရင်လည်းတူချေကလေရင်ပေါ်မှာတက်ခွင့်မပေးမှာကိုမိုင်နူးကသိနေပါတယ်။တူချေကပွဲချိန်ပုံမှန်မိနစ်မရှိတဲ့ကစားမတွေကိုကဘာပလားအတွက်မရွေးချယ်ကြောင်းပြောချပြီးဖြစ်တဲ့အတွက်မိုင်နူးအနေနဲ့ဇန်နဝါရီမှာအသင်းကနေထွက်ခွာဖို့မလုံးမဖြစ်စ조사ရတော့မှာလည်းဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။